ကျေးဥစီချက်စားလုပ်ဖို့ပထမဆုံးအနေနဲ့ဝမ်ကတော့ဟင်းရည်အနေနဲ့ရောပြုတ်ရည်အတွက်ပါသုံးဖို့ဝယ်ရိုးတွေကိုအရင်ပြုတ်ထားပေးပါမယ်ဝက်စာအိမ်ဦးချိုဝက်အသိနဲ့ကြောက်ကတ်တွေကိုဝက်ညီနှံပြအောင်ရှာလကာရည်နဲ့တပြင်းဆေးပြီးတော့ကလပဲအစိမ်းမုံနဲ့တိချနေပြီးပြောင်းအောင်ဆေးထားပေးပါမယ်ခင်ဗျာဝက်သားတွေကိုဆေးတဲ့အချိန်မှာလည်းညီနှံမနှံအောင်ဝမ်ကဒီတစ်ပတ်ဗီဒီယိုထဲမှာတိချလေးဆေးပြပေးထားပါတယ်ဝက်အတွင်းကလေးစားတွေကိုရေနဲ့တေချာဆေးပြီးသွားပြီဆိုရင်တော့ပိုးထဲထည့်ပြီးတော့မှတရေအရင်ပြုတ်ထားပေးပါမယ်။ဆူလာပြီဆိုရင်တော့ဒီပထမပြုတ်ထားတဲ့အရေကိုအကုန်သွန်ပစ်ပြီးတော့ရေအေးနဲ့တေချာပြောင်းအောင်ပြန်ဆေးထားပေးပါမယ်။ဆေးထားတဲ့ကလေးစားတွေကိုဂျင်းနဲ့ငယ်ထည့်ပြီးတော့နောက်တရေထပ်ပြီးတော့ပြုတ်ပါမယ်။ခုနကပြုတ်ထားတဲ့ဝယ်ရိုးရဲ့အရေကိုလည်းပထမတရေဖြစ်တဲ့အတွက်အကုန်လုံးကိုသွန်ပြီးတော့အရိုးတွေကိုရေနဲ့တေချာပြန်ဆေးပါမယ်။ဆေးပြီးသွားတဲ့ဝယ်ရိုးတွေကိုလည်းဂျင်းနဲ့ငယ်ထည့်ပြီးတော့နောက်တရေပြန်ပြီးတော့ပြုတ်ပါမယ်ခင်ဗျာ။အသားနဲ့အရိုးတွေကိုပြုတ်ထားတဲ့အချိန်မှာဝက်သားလုံးဖို့အတွက်ပြင်ပါမယ်။ဝက်သားလုံးလုံးဖို့အတွက်ဒီမှာကတော့ဝက်သား1ကီလိုကိုသုံးထားပါတယ်။ပထမဆုံးအနေနဲ့ကြက်ဥအကာနှလုံးကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ပဲငမြရည်ကုံမုတ်နန်းစီငရုတ်ကောင်းစားအချုံမုံစက်သားမုံတွေကိုထည့်ပြီးတော့တမအောင်မွေပြီးမိနစ်30နဲ့ထားပေးပါမယ်ခင်ဗျာဝမ်ကတော့အသားလုံးတွေကိုလက်နဲ့ပဲလုံးပြီးတော့အယိုးပြုတ်ရည်ထဲမှာပဲ15မိနစ်ပြုတ်ထားပေးပါမယ်အသားလုံးတွေအပေါ်တက်လာပြီဆိုတာနဲ့ဆယ်လို့ရပါပြီပြီးရင်ဝမ်ကခုနကပြုတ်ထားတဲ့ကလီစာတွေကိုအနီတော့အတုံးလေးတွေတုံထားပေးပါမယ်ကလီစာတွေလည်းပြီးပြီဆိုတော့အချင်းရလုပ်ဖို့အတွက်အရင်ဆုံးမကြီးသီးနဲ့ထညက်3ခဲလောက်ကိုအရင်ပြင်းနှွေးဖြောပေးပါမယ်ဝမ်ကအနစ်ပဲယူမှာမို့လို့စကားနဲ့တေချာစစ်လိုက်ပါတယ်ပြီးရင်တော့ဝမ်ကငရုတ် sauce အနည်းငယ်ကိုထည့်လိုက်ပါတယ်ငရုတ် sauce ထဲမှာ vinegar ပါပြီးသားမို့လို့vinegar တော့ထပ်ပြီးတော့မထည့်တော့ပါဘူးအဲ့ထဲကိုငရုတ်သီးနဲ့စက်သွန်ဖြူထောင်းထားတာကိုလည်းဝမ်ကထပ်ထည့်လိုက်ပါတယ်တခြားမွေးလိုက်ရင်တော့ sauce ကလေးရပါပြီပြီးရင်တော့ဝမ်ကပဲပြားငုံဦးနဲ့မုံရင်းတွေကိုပြင်ထားပါမယ်စက်သွန်မိတ်တွေကိုလည်းနှုတ်ကလေးဆင်ထားပေးပါမယ်အယိုးပြုတ်ရည်ထဲမှာပဲ9နာရီလောက်ရေစိမ်ထားတဲ့စံကြာစံကိုတယောက်စာပြုတ်ပြီးပကံလုံးထဲကိုထည့်ထားပါမယ်ပကံလုံးကသေးနေတာမို့လို့အားလုံးမြင်သာအောင်ပကံပြားလေးထဲမှာဝင်ပြပေးထားပါတယ်ကြာစံထဲကိုစီချက်ပဲငံပြားရဲ့အကြီးပဲငံပြားရဲ့အနောက်စားအချုံမုံကြက်သားမုံငရုတ်ကောင်းထည့်ပြီးတော့မှတေချာမွေထားပေးပါမယ်အယိုးပြုတ်ရည်ထဲမှာပဲမုံညင်းပဲပြားနဲ့ငုံဥတွေကိုပြန်ပြုတ်ပြီးတော့မှကြာစံထဲကိုထည့်လိုက်ပါမယ်ပြုတ်ထားတဲ့အသားလုံးတွေနဲ့ပြီးထားတဲ့ကလီစာတွေကိုလည်းထည့်ပါမယ်နောက်ဆုံးမှာစက်သွန်မီလေးဖြူပြီးရင်တော့အရသာရှိရဲ့ကြေးအိုးစီချက်လေးကိုသုံးဆောင်လို့ရပါပြီဒီတစ်ပတ်ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ဆိုရင်တော့ like and share လေးလုပ်ပေးနေဒီတစ်ပတ်ရဲ့ဗီဒီယိုလေးကနေပြီးတော့မှနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ